မိဖူရတပါဖြစ်လာဖို့အတွက်မင်းသမီးသုံးပါးဟာခနာကိုအချိုးစားတိုင်းနာတဲ့ပေါင်းကိုခေါင်းလောင်းမမြည်အောင်ဖျက်ကျော်ရမှာဖြစ်ပါတယ်။သူတို့အားလုံးဟာအလွယ်တကူပဲဖျက်ကျော်နိုင်ခဲ့ကြပါတယ်။ဘယင်ကြီးဟာသဘောကျသွားပြီးဒုတိယမြောက်စမ်းသပ်မှုကိုပြင်ဆင်လိုက်ပါတယ်။ဝိုင်ခွက်၃ခွက်ကိုစားပွဲပေါ်မှာတင်ထားပြီးတစ်ခွက်ထဲမှာတော့အစိပ်ပါဝင်နေပါတယ်။အဲဒီနောက်အကျဉ်းသား၃ဦးကိုခေါ်ဆောင်လာပြီးဘယင်ကြီးကသူတို့ကိုခွက်တစ်ခုစီရွေးပြီးတောက်ဖို့အမိန့်ပေးလိုက်ပါတယ်။သူတို့တောက်လိုက်တာနဲ့တပြိုင်နက်အချင်းကတားတူဟာကျမ်းပြင်ပေါ်ကိုရုတ်တရက်လဲကျသွားပါတယ်။အခုတော့မင်းသမီးတွေရဲ့အလှည့်ရောက်လာပါပြီ။အစီခံတွေကသူတို့ရဲ့မျက်စိကိုအဝိမင်းနဲ့စီးနှောင်လိုက်ပြီးဝိုင်ခွက်တွေကိုတိတ်တဆိတ်ရောနှောလိုက်ပါတယ်။မျက်စိစည်းတွေကိုဖယ်ရှားလိုက်တဲ့အခါမှာတော့ဘယင်ကြီးကမင်းသမီးတစ်ပါးချင်းစီကိုခွက်တစ်ခုစီရွေးဖို့အမိန့်ပေးပါတယ်။ပထမဆုံးမင်းသမီးဟာအရန်ကြောက်လန့်သွားပြီးပြိုင်ပွဲကနေနှုတ်ထွက်သွားပါတယ်။ဒုတိယမင်းသမီးကတော့တတိရှိနဲ့ခွက်တစ်ခုကိုကောက်ယူပြီးဘာမှတွန်းဆုတ်မနေပဲအကုန်တောက်လိုက်ပါတယ်။ဒါပေမဲ့သူမဘာမှမဖြစ်ခဲ့ပါဘူး။တတိယမင်းသမီးအလှည့်ရောက်တဲ့အခါမှာတော့သူမဟာမတောက်ရဲပဲအရှုံးပေးလိုက်ပါတယ်။အားလုံးအံ့လာသွားရတာကတော့ဒုတိယမင်းသမီးဟာသူမရဲ့ခွက်ကိုကောက်ယူပြီးထပ်တောက်လိုက်ပြန်ပါတယ်။အဲဒီနောက်ဆုံးကျန်တဲ့ခွက်ကိုပါယူပြီးဘာမှမကြောက်ပဲတောက်လိုက်ပါတယ်။တကယ်တော့ဘယ်ခွက်ထဲမှာမှအစိတ်မပါဝင်ခဲ့တာပါ။သူမကဘယင်ကြီးရဲ့ကျင်နာမှုအကြောင်းကြားဖူးထားကြောင်းနဲ့ဘယင်ကြီးဟာမိမိရဲ့ပျော်ရွှင်မှုအတွက်အပြစ်မဲ့သူတွေကိုဘယ်တော့မှအနေမပြုတ်ဘူးဆိုတာကိုဘယင်ကြီးကိုပြောပြခဲ့ပါတယ်။လဲကျသွားတဲ့အကြအင်းသားဟာလည်းစမ်းသပ်မှုရဲ့အစိတ်အပိုင်းတစ်ခုအဖြစ်ဟန်ဆောင်ခဲ့တာပဲဖြစ်ပါတယ်။သူမရဲ့ဉာဏ်ပညာနဲ့တတိကိုသဘောကျသွားတဲ့အတွက်ဘယင်ကြီးဟာသူမကိုမိဖူရအဖြစ်တင်မြှောက်လိုက်ပါတော့